င်းဒီစားစိန်ထဲမလို့လေတင်းဒီစားစိန်ထဲရင်အနုလေးတွေကိုစားချင်တာလေအနုလေးတွေကသွားလည်းမနာဘူးစိန်လိုက်လေကျွတ်လေးစားလိုက်ရင်စားလို့ကောင်းတယ်အားကြောင့်မလို့အရင်နေ့ကဈေးထဲမှာအနုလေးတွေသွားဝယ်ပြီးတော့မှစားရည်စိန်ဖို့အတွက်ကို2ရက်ကြိုပြီးတော့မှရေစိန်ထားတာပါ2ရက်ကြိုပြီးတော့ရေစိန်ထားတဲ့အချိန်မှာရေကို10ကားလောက်လဲပေးလိုက်တယ်အနံ့အသက်ဆူတွေထွက်သွားအောင်လို့10ကားလဲပေးလိုက်တယ်ပေါ့နော်လဲပေးပြီးတော့အခု2ရက်ပြည့်သွားတော့အခွန်ချွတ်လိုက်တော့ဒီလိုပုံစံလေးတွေရတယ်စိမ့်စိမ့်လေးတွေနော်ဒီလားတန်နေရပဲတင်းကြီးဒီလေးတွေကိုလေတန်တန်ပြင်းပြင်းလေးဒီဘက်ကတော့မနုမရင်လေးလေရေ2ရက်စိန်လိုက်တော့လူကွဲသွားတာအားလေးတွေကိုလည်းအခွန်ချွတ်ထားတယ်ဒါလေးကတပူးတက်တက်စိန်မှာပေါ့နော်အနုလေးကတပူးအရင်ကတပူး2ပူးခွဲပြီးတော့မှစိန်မှာကြည်ပါအောင်စားချင်စရာလေးเนาะစိန်တော့မစိန်ရသေးဘူးဒီငင်းဒီလေးစိန်ဖန်နေရပဲအဲ့တော့စားရည်စိန်ဖို့အတွက်ကိုရေနွေးကြူပြီးသွားပြီရေနွေးကြူပြီးအောင်ရေချေရအောင်လို့အေးခံမယ်တခါတည်းအေးခံရင်းနဲ့စားလေးကတခါတည်းထည့်ထားလိုက်မယ်စားထည့်ပြီးတော့မှရေနွေးကိုအေးတဲ့အထိပေါ့နော်အေးတဲ့အထိကိုထားလိုက်မယ်ရေနွေးလေးအေးသွားပြီဆိုတော့မှစောနာကခွန်ခွာထားတဲ့ဒင်းဒီလေးကိုဒင်းဒီအနှုတ်လေးတွေကိုဖန်ပလင်းတစ်လုံးနဲ့ကိုထည့်မယ်ထည့်ပြီးတော့မှဒင်းဒီလေးမြုပ်တဲ့အထိကိုရေလေးထည့်ပြီးမယ်ပေါ့နော်စားရည်လေးထည့်ပြီးမယ်ဒါပဲလားစားရည်လေးထည့်ပြီးသွားရင်တော့အဖုံးပိတ်ပြီးတော့မှတင်ထားလို့ရပါပြီနောက်ရက်ကိုစားခြင်းတဲ့အချိန်ကိုစားလို့ရတယ်ကိုကနာလှုပ်ထားတဲ့အတွက်တန်တန်ပြင်းပြင်းလေးစားလို့ရတယ်နော်ဈေးထဲမှာဝယ်စားရင်အခွန်ကြီးတွေနဲ့အနံကြီးတွေလည်းအရန်ဆိုးတယ်လေတစ်ခါဝယ်စားတာလေဘလို့မှအဆင်မပြေဘူးမစားနိုင်လို့လေအဲ့ဒါကွာနကူပဲနောက်ပိုင်းကိုစားရည်စိန်တွေပါတယ်ဆိုရင်ကွာကိုလှုပ်စားပြတ်တယ်ချင်းတယ်ဆိုလည်းအဲ့လိုပဲကွာကိုပဲလှုပ်စားတော့တယ်ဒါတော့အရှင်ပေါ့နော်မနုမရင်ဟာလေးအဲ့ဒါလေးကိုကြတော့တပူတက်တက်ခွဲပြီးတော့မှထည့်တာလေဒီတက်တက်ခွဲထည့်ထားလိုက်မယ်သူလည်းလိုပဲစနာကစားရည်ချက်အေးလေးထည့်လိုက်မယ်ထည့်ပြီးရင်တော့ဖုံးပိတ်ပြီးတော့မှတင်ထားလို့ရပါပြီကိုစားခြင်းတဲ့အချိန်ကိုစားလို့ရတယ်ဒါတော့တမန်ရှင်းရှင်းလေးစားလို့ရတာပေါ့နော်နောက်ပိုင်းစားရတဲ့အချိန်ကျရင်လည်းနော်ဟိုအပြင်မှာဝက်စားတဲ့လူမျိုးလေးအနံကြီးတွေလေးအရန်ဆူဆိုးပြီးတော့မှလေးအဲ့လိုမျိုးမထွက်ဘူးသိလားအရောင်လေးကလည်းကြည်ကြည်လေးပဲလာတယ်အထက်မှာစားလို့ကောင်းတယ်နော်